အဖေကသူနေတာတိုင်းဘာလို့မစားပြီးလဲသူ့စားအခုတပည့်ဆိုင်ပြန်လာအကုန်မဟုတ်ဘူးကြည့်ခဲ့ဒီပွဲနိုင်လို့ရှိရင်တိရစ္ဆာန်တွေစာကျူးနဲ့ပြောတာမင်းစပါသားပြီလေမရဲလိုက်ဘူးဟမ်တိရစ္ဆာန်တွေစာကျူးလို့ငါပါပြောဟိုတိရစ္ဆာန်တွေလည်းစာကျူးတယ်လူတွေလည်းဒါကုသိုလ်ဌာနလုပ်လာညမင်းထိတယ်ပဲနော်ချိုးရကွာခရီးမတီးကြဘူးပါသိလားဟုတ်သမီးနေနဲ့တွေ့နေရသေးတယ်ဒီပွဲရှုံးရင်ရုံးတုံးမယ်လို့ပြောထားတယ်ရှိတယ်ကြောက်ကြပါဂတိတည်တယ်မင်းကငါပြောတာကကတော့အာကြီးရှုံးရင်ကတော့တုံးမယ်မင်းဒီကလေးမင်းမှန်ယူရှုံးရင်မင်းကတော့တုံးမယ်လို့ပြောတာဟုတ်တယ်အခုအာကြီးရှုံးရတယ်ဟုတ်တယ်အဲ့လေမင်းသမီးနေနဲ့တွေ့နေတာကြောက်ကြပါဂတိတည်တယ်မလေးကငါတော့မရငါလည်းမငြိမ်ဘောတော့မရတုံးပြီးသွားတယ်ပေါ့ဟုတ်လေမင်းကသမီးနေနဲ့လေဟာပြောညမင်းငါပြောတယ်အာကြီးရှုံးရင်ငါကတော့တုံးမယ်ဆိုဘယ်ကတော့တုံးမှလဲဆိုတော့ပြောထားဘူးဟာအဲ့ကိုမင်းသမီးနေနဲ့လေဟုတ်တယ်ငါတုံးတဲ့ကတော့မကြည့်ဘူးကြည့်လားဟမ်နော်နေပါဘယ်လိုလဲတော့ဟုတ်တော့မင်းတို့အာကြီးကနေရလေအဲ့တော့လေဟိုဒါအနာကမှာဖလားလွဲချောတာတွေပဲဖြစ်တယ်ဆိုအဲ့လိုမင်းတို့မနေ့တစ်ပတ်နေလိမ့်ညာဟောလေမကြည့်လားလို့ယောက်ျားငါထပ်မတွေ့သေးဘူးယောက်ျားလေမင်းတော့ငါရှုံးတယ်ငါတုံးတယ်မင်းကြည့်လားပြကြည့်လားလို့လာပြီးလို့လာပြီးတုံးတယ်ပါလေဒီကောင်းလို့ဆိုတာအထုံးနေကောင်းတယ်